ကျွန်တော်စဉ်းစားတာကဒီအခွင့်အရေးနဲ့တာဝန်ဆိုတာကတွဲလျက်ရှိနေပါတယ်ဟိုမှာလူမျိုးစုတစုဟာဟိုမှာအခွင့်အရေးကိုပဲလိုချင်လို့မရဘူးသူဘာတာဝန်ယူလဲဆိုတာလည်းမသိပါတယ်ကျွန်တော်တို့တိုင်းပြည်ဟာကြုံဖြစ်ပြီးမှကျူးကျော်ခံနေရတယ်သွေးဆုပ်ခံနေရတယ်ဖိနှိပ်ခံနေရတဲ့အချိန်မှာလွတ်မြောက်ဖို့ကြိုးစားတယ်လွတ်မြောက်ဖို့ကြိုးစားတဲ့အချိန်မှာသူတို့ဘယ်တိုင်းတာဒီတိုင်းပြည်ဒီသူတို့နေထိုင်တဲ့ဇာတိမြေအတွက်ပေါ့ဘယ်လောက်ထိအကျိုးပြုလဲဘယ်လောက်ထိညီကိုပီတာတယ်လဲနိုင်ငံရခိုင်ဒေသအတွက်ပေါ့နော်ရခိုင်ပြည်သားပီတာတယ်လဲဆိုတဲ့အနေအထားတွေလဲသူ့ရဲ့နိုင်ငံရေးအဆင့်တန်းကိုစဉ်းစားတဲ့အချိန်တွေမှာအများကြီးတက်ရောက်မှုရှိမှာပါကျွန်တော်တို့စဉ်းစားထားတာကတော့သူ့လူမျိုးစုရဲ့ဒီယဉ်ကျေးမှုလက္ခဏာနဲ့ယုံကြည်ကိုးကွယ်မှုတွေအကျိုးစီးပွားတွေအတွက်ကျွန်တော်တို့ကသူတို့စုစည်းပြီးနေထိုင်တဲ့ဒေသတွေမှာလူဦးရေအလိုက်တော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပေးဖို့အတွက်တော့ကျွန်တော်တေချာစဉ်းစားထားတယ်ကျွန်တော်တို့ရဲ့ရှေ့ဘိုးဘေးတွေလက်ထက်ရခိုင်ပြည်နယ်တွေဆိုရင်လည်းပဲဒီတက်ဘရင်တွေမြုံဘရင်တွေကိုဂုဏ်သိက္ခာအရာ humiliate မလုပ်ဘူးသူတို့ကို respect ပေးတယ်ပြီးရင်ဒါအကာအကွယ်ပေးတယ်တေချာကျွန်တော်တို့ဒါကြောင့်ချစ်ခင်စည်းလုံးမှုနဲ့ကျွန်တော်တို့ငြင်းချမ်းခဲ့တယ်